Deherasa Mahandasa Jivala Yisa Pandita Tavi Misu Vatanyandi Deherasa Ngengele Tirave Mahandasa Tajimale Tirave Jivala Yisa Pandita Mati Nam Lere Lule Tirave Pinyata Lule Tirave Matira Lushila E Mashiu Sura Tita Bide Nauma Kupa Lutin Johnny Bum Hope No Yin Sai Yebo India Chapum Hope Yin Sai Yebo Mamangang and Yin Sai Yam Tilusolo Poiro Jamli Dwarawa Jama Lenya Mama Reader's Digest Magazine the Sound Do that Lenya Mama Kanak Pado Paduye Jao Yetaro You know American the Vada the Canadian Sani Checkling Canadian now so neat Jao Yetaro to New York Checkling Canadian so at the Madagro That's how Sella she come to Yoga Say Debbie Segu Segu de Kajara, Saonia Dianos, Emma, Pobia like the Washington, Kinsa Yoga. Kinsa Yoga is incurable, Kulumia. Kinsa Sally of Yana needed a young Kulumia, incurable, Kumea Yoga Mukinis. To thee, Tire Kaja, do whatever them hope. Bobby Melo, same as our Duma, Tain and Milan or she, Hagan. Duma Argo she, my Argo to Christians or Christian God, Argo Mavo, no? စိတ်တည်ငြိမ်မှုလေးကိုပြောပြတာပါအိမ်ပြန်လာခဲ့တယ်အိမ်ပြန်လာပြီဘာလို့လို့ဆိုရင်တတရရတန်တန်ရှင်းရှင်းအဝတ်စားတဲ့တွေနဲ့လဲအမလို့ဆိုခီးလိမ့်ပေါ့နော်အိယာခင်နေချာနာနာပြင်ဆင်သူ့အိမ်တန်တန်ရှင်းရှင်းအကုန်လုပ်သူ့ပစ္စည်းတွေခွဲပေးတဲ့လူတွေပေးလုပ်တဲ့နာတွေလုပ်ဌာနလုပ်တဲ့နာတွေလုပ်အဲ့လိုလုပ်ပြီးသူကစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အိမ်ပြန်ပြီးတော့အေးအေးဆေးဆေးအနားယူတဲ့သဘောမျိုးသူတည်သွားရင်ဘာလုပ်ရမလဲဆိုတဲ့ဆန္ဒတွေခေါ်ပြပြီးဒီလိုနေတပတ်လောက်နေတော့သူအဲ့ရမှာပဲဆုံးသွားတယ်ကဲသူ့အနေထားလေးကဘယ်လောက်ကောင်းဟုတ်ကဲ့ရဲဝံ့ရင်ဆိုင်သွားတယ်လို့ပြောတယ်အဲ့ဒီနေရာလေးမှာစဉ်းစားဖို့အရေးကြီးတာကဘာလို့ဆိုလို့ရှိရင်သူအားကိုးတဲ့ဂေါ့ဆိုတာတကယ်အားကိုးရရောက်ရလားဒါပဲဒီတစ်ချက်ပဲစဉ်းစားကြရှိတယ်တခါတလေကျတော့ကိုကတော့အားကိုးတယ်လေလူတွေကြည့်လေသားကိုအားကိုးရမလားလို့ဆိုပြီးတော့ဂရုစိုက်လာတက်ကြီးတော့သားကိုထော်လောကန်းလာလို့တဲ့သားဖြစ်မဖြစ်ဘူးလားမရှိဘူးလားအေးသမီးကိုအားကိုးရမယ်ထင်ပြီးတော့သမီးလေးဂရုစိုက်ပြီးတော့မွေးထားတယ်အသက်ကြီးတဲ့အခါကျကိုယ့်ရန်သူဖြစ်နေတာမရှိဘူးလားရှိတယ်တကယ်အားကိုးရမယ်လို့ထင်ပေမဲ့လို့အားကိုးရဖြစ်ချင်ဖြစ်ပေါ့အဲ့လိုတော့ရှိနိုင်တယ်ပေါ့အဲ့တော့တခြားဘာသာဝင်တွေအနေနဲ့သူတို့စာပေကျမ်းကသူတို့ဘာသာတရားအရာဒါကိုအားကိုးရမယ်လို့သူတို့ထင်ကောင်းထင်တယ်သို့တော့စိတ်ကောင်းနှလုံးကောင်းထားမယ်ကိုယ်ကျင်တရားကောင်းမယ်ဆိုရင်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ကောင်းရသူတွေရောက်ကိုရတယ်ခဲရင်ကံကံရဲ့အကျိုးလက်ခံရကြည့်ပြီးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့အများကိုကူညီခြင်းနဲ့စိတ်အများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ရှိဘယ်ပုဂ္ဂိုလ်မျိုးပဲရှိဘယ်ဘာသာဝင်ပဲရှိဘာသာနဲ့မဆိုင်ဘူးအဲ့ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ထိုစိတ်ကောင်းနှလုံးကောင်းကကောင်းတဲ့ဘဝကိုပို့ပြီးပါခေါ်ကဲ့တင်တာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့လားဘုရားဘာသာလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ထိုစိတ်ကောင်းနှလုံးကောင်းလေးကဲ့တင်ပါဘုရားကဲ့တင်တာမဟုတ်ဘူးသို့တော့ဘုရားကဒီလိုထားမယ်လို့သင်ကြားပေးထားတယ်ဆုံးမဩဝါဒပေးထားတယ်ပေါ့အေးကောင်းပြီအဲ့ဒီသမထကတော်ကြီးဟာအေးချမ်းချမ်းနဲ့ကြောက်ကြောက်လန့်လန့်မဖြစ်ဘဲနဲ့သိခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဒီမှာရေးသားထားတာဖတ်ရတော့ဟောဒါလည်းအတူယူစရာပဲလို့နော်